ဘန်ကောက်မှာအရန်သွားချင်နေတဲ့ Meta Supply ဆိုတဲ့ဆိုင်လေးကိုရောက်ခဲ့ပါတယ်။သူကအဓိက handmade ပစ္စည်းလေးရောင်းတာပေါ့နော်။ခွက်လေးတွေပကံလေးတွေဇွန်းလေးတွေအဲ့ဒါလေးတွေကကိုယ်တိုင် handmade လုပ်ထားတာလေးရောင်းတာပါ။ဆိုင်လေးကကျင်းချင်းလေးဒါပေမဲ့ပစ္စည်းကအများကြီးပဲအရန်ချစ်စရာကောင်းတယ်။အကုန်လုံးကလိုချင်စရာတွေကြီးပဲ။ခွက်လေးဆိုအရန်ချစ်ဖို့ကောင်းတာပဲ။ပကံလေးဆိုလည်းချစ်စရာလေးတွေအစမ်းလေးတွေပဲကွာဒီလား။ကရအဲ့လိုမီးဖို့ကြောင့်သုံးပစ္စည်းတွေဆိုလို့ရှိရင်အဲ့လို handmade လေးသဘောကျတယ်အားကြောင့်တကူးတကသွားကြည့်ပြခဲ့တာပါဇွန်းလေးဆိုလဲအဲ့ဒါတစ်သားဇွန်းလေးတွေပေါ့နော်ချစ်ဖို့တကယ်ကောင်းတယ် size မျိုးစုံရှိပါတယ်ကာရနော်နှစ်ချောင်းသုံးချောင်းဝယ်လာခဲ့တယ်သဘောကျလို့ခွက်လေးဆိုလို့ရှိရင်လည်းပုံစံမျိုးစုံအယောင်မျိုးစုံဒီဇိုင်းမျိုးစုံနဲ့ချစ်စရာလေးအကောင်လေးယူမလားကြိုက်တာယူလို့ရတယ်ကွာဒါကတော့ပကံလေးတွေသူကဆက်လိုက်ရှိရပေါ့နော်ဈေးတော့နည်းနည်းများတယ် handmade ဆိုတော့လေဒါလေးတွေကအချင်းတို့ဘာလို့အဲ့လိုမျိုးတိုလီမိုလီလေးထည့်တဲ့ပကံတိတိလေးပေါ့နော်ဒီပကံလေးဆိုလည်းချစ်စရာလေးကွာဒီလားဘတ်120ပါဈေးနှုန်းကတော့အဲ့ပကံလေးမှာကတ်ထားပါတယ်အိုးခွက်ပကံလေးအဆုံရှိရပေါ့နော်တကယ်ကျွေးတဲ့ပစ္စည်းတွေယူမလားဖန်တဲ့ပစ္စည်းတွေယူမလားတစ်သားနဲ့လောက်တာယူမလားအဆုံရှိပါတယ်ဒါဖန်ခွက်အကြည့်လေးဒါလေးလည်းအရန်လာတယ်ဒီခွက်လေးဆိုချစ်စရာလေးဖះတောက်တော်ကြီးကန်လည်းအတော်ပဲအပေါ်တက်လည်းရှိရပေါ့နော်ဆိုင်လေးကသူကနှစ်ထပ်အပေါ်တက်ကတော့အဲ့ဒီထောင်းနာကော်နာလေးတနေရာပဲရှိရပါအိမ်မှာကွာတိလာကျွေးတဲ့ပစ္စည်းလေးတွေဆက်လိုက်ထားမယ်ဆိုလို့ရှိရင်တော့အဲ့လို idea ရှိရလို့ဆိုတော့ဝယ်တင်တယ်ဒီ coffee ကွက်လေးကတော့ current ချစ်လို့ဝယ်လာခဲ့တာပါ current coffee အရန်တောက်တော့လေခွက်လေးကလည်းချစ်စရာလေးဆိုတော့ကြုံတော့ဝယ်လာခဲ့လိုက်တာမိဖို့ကြောင့်သုံးပစ္စည်းကိုမှ handmade လေးစိတ်ဝင်စားတဲ့သူတွေဆိုရင်တော့တွားကြည့်တင်ပါတယ်နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြမယ် bye bye